အခုဒီမှာမိကိုအတွက်လက်ဆောင်လေးဘာလို့မသိဘူး surprise တူလို့ပြရတူလို့ပြရဒီလေးယူတာမဟုတ်ဘူး မင်းတရုတ်ပြအဲ့ဒါများသွားပြီလားဟုတ်တယ်ကိုသိပြလုံးပြစရာအဲ့လိုရှာမပြောလား တရုတ်မပြဘူးဒါကလူတိုင်းအတွက်ကျမ်းမာရေးလို့ခေါ်တယ် အဲ့ဒါလူဆိုးသိ ကျမ်းမာရေး ကိုသိလို့ခေါ်လိုက်ရင်သိရနော် ကုန်းလို့ခေါ် ဒီလား ပါတာ ဒီလားမှတ်တာဝိရှိနေများခံရမှာပဲမှတ်တာဟုတ်လုံးပြီးတော့ခံရမှာပဲလုံးပြီးကအလုပ်ကြည့်တော့လုံးချင်လားလုံးကလုံးသား ထိုးချင်မယ်ငါကနေလေ ဒီဖုံးကလည်းအကိုမိုက်လို့ပဲလာတစ်ချက်မလားတဲ့ အမှမိုက်တယ်ပါဆိုင်လို့မင်းကကျမ်းတာကိုတေချာလေးမှမခိုင်း အဲ ဘူး ရွှေကြီးလာတယ်မိုက်နေပါစော့ကုန်တို့ကလေအောင်စမှုပတ်စံကြဘယ်တော့မှမကောက်ဘူးပြီးခဲ့တဲ့